ဒီလူတယောက်ဟာမတော်တဆလျှက်စစ်ကျူတစ်ချောင်းကိုကိုင်မိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ရောက်လာပြီးသူ့အခြေအနေကိုမြင်တာနဲ့အလွန်ကြောက်သွားခဲ့တဲ့ကြောက်နေတော့လဲသူမဟာအနီးနားကတစ်သားတစ်ချောင်းကိုကောက်ယူပြီးလျှက်စစ်ကျူကနေသူ့လက်ကိုဖြုတ်ပေးဖို့တတိထားကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ကြိုးစားမှုတွေမအောင်မြင်တော့ကြောက်လန့်နေတဲ့အခြေအနေကြောင့်အဲ့ဒီလူကိုပြင်းပြင်းထန်ထန်စတင်ရိုက်နှက်ခဲ့တဲ့အချိန်တစ်ခုကြာပြီးနောက်မှာတော့နောက်ဆုံးသူမကလျှက်စစ်ကျူကိုဖြုတ်နိုင်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူမဟာချက်ချင်းကို10,000ကိုဖုံးဆက်ခေါ်ခဲ့တဲ့ကယ်ဆယ်ရေးဖွဲ့တွေရောက်လာတာနဲ့အဲ့ဒီလူကိုချက်ချင်းစစ်ဆေးခဲ့ကြပါတယ်။ဒါပေမဲ့အားလုံးကိုအံ့အားသင့်စေခဲ့တာကပြင်းထန်တဲ့လျှက်စစ်ထိခိုက်မှုခံရတယ်လို့မြင်ရပေမဲ့သူ့ရဲ့တွေးပေါင်လုံးနဲ့နှလုံးခုန်လုံးတွေကပုံမှန်ဖြစ်နေခဲ့တာပါ။ဒီအရာကလူတိုင်းကိုအံ့ဩစေခဲ့ပါတယ်။ဆက်လက်စစ်ဆေးကြည့်တဲ့အခါသူ့ရဲ့ညာဘက်လက်မှာဒဏ်ရာအမှတ်တွေရှိနေပြီးဘယ်ဘက်အောက်ပိုင်းမှာလည်းပုံးပက်ဒဏ်ရာတွေတွေ့ရှိခဲ့ပါတယ်။အမျိုးသမီးကိုမေးမြန်းလိုက်တဲ့အခါသူမကလျှက်စစ်ရှော့မိနေတယ်ထင်လို့ကဲဖို့ကြိုးစားခဲ့တာပါလို့ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလူရဲ့လက်တွေမှာမိလောက်ဒဏ်ရာလုံးဝမရှိသလိုလျှက်စစ်ကြိုးကလည်းဘာနဲ့မှချိတ်ဆက်ထားတာမဟုတ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲမိသက်သမားတွေကအမှန်တရားကိုရှာတွေ့သွားခဲ့ပါတယ်။ဒီလူဟာလျှက်စစ်ရှော့မိတာမဟုတ်ပဲရုတ်တရက်တက်ကြွရောဂါဆေးရွှေဖြစ်နေတာဖြစ်ပြီးအဲ့ဒီအမျိုးသမီးကတော့မလိုအပ်ပဲသူ့ကိုအကြမ်းဖက်ရိုက်နှက်မိခဲ့တာဖြစ်ပါတယ်။